ကျမတို့ကကလေးတွေကိုကြီးလာမှเนาะပေါင်းသင်းဆက်ဆံရေးကောင်းစေခြင်းနဲ့ပြီးလို့ရှိရင်စဉ်းစားတွေးခေါ်တတ်တဲ့လူတစ်ယောက်ဖြစ်စေခြင်းနဲ့ပေါ့เนาะပြီးလို့ရှိရင်သူများလုံနိုင်တဲ့အရာကိုလည်းကိုသားသမီးကိုလှုပ်စေခြင်းနဲ့ပေါ့เนาะအဲ့ဒါမျိုးလှုပ်စေခြင်းနဲ့ဆိုရင်ကျမတို့ကအသက်ကြီးမှလေ့ကျင့်ပေးတာတဲ့ကလေးတဦးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးအကြီးဆုံးကာလကအဲ့ဒီကလေးရဲ့အစောဆုံးနှစ်ပေါ့เนาะမွေးကင်းစကနေပြီးတော့9နှစ်အထိအဲ့ဒီအချိန်ကကလေးတစ်ယောက်အတွက်အရေးကြီးဆုံးအချိန်ပဲဖြစ်ပါတယ်။ကလေးအရွယ်ကလေးကနေစပြီးတော့ကျမတို့ကဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်စေမဲ့အခြေခံကောင်းများရရှိအောင်လို့ဆောင်ရွက်ပေးဖို့အထူးလိုအပ်ပါတယ်။ဖွံ့ဖြိုးမှုဆိုတဲ့အခါမှာကလေးငယ်တဦးကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတလိษံအရာဝတ္ထုအဲ့ဒီပစ္စည်းတွေနဲ့ပေါ့နော်အပြန်အလှန်ဆက်ဆံပြောဆိုတတ်ရမယ်ပြီးလို့ရှိရင်စဉ်းစားတွေးခေါ်တတ်ရမယ်စိတ်လှုပ်ရှားခံစားမှုရှိရမယ်ပြီးလို့ရှိရင်ရွေလျားလှုပ်ရှားတာကိုသူကလိုက်ပြီးတော့လှုပ်ရှားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကျမတို့ကတဆင်ပြီးတဆင်ပုံမခက်ခဲရှုပ်ထွေးတဲ့အဆင့်လေးတွေကိုဆောင်ရွက်နိုင်ဖို့အတွက်သူတို့စူးစမ်းမှုတွေတင်ယူမှုတွေကိုပြုလုပ်ပြီးတော့လေ့ကျင့်သင်ကြားပေးရမှာပဲဖြစ်ပါတယ်ကလေးငယ်တွေကဆိုလို့ရှိရင်တာမန်အားဖြင့်သူ့အသက်အရွယ်လိုက်ဖွံ့ဖြိုးတိုးတက်မှုတွေကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဖွံ့ဖြိုးမှုဆိုင်ရာတိုးတက်မှုအခြေအနေကိုကျမတို့ကအသက်အရွယ်အလိုက်ပေါ့နော်သိမြင်နားလည်မှုဆိုင်ရာဖွံ့ဖြိုးမှုတွေရှိတယ်ကာယဖွံ့ဖြိုးမှုတွေရှိတယ်ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှုရှိတယ်ပြီးလို့ရှိရင်စိတ်လှုပ်ရှားခံစားမှုနယ်ပယ်ဖွံ့ဖြိုးမှုဘာသာစကားဖွံ့ဖြိုးမှုညာနာဖွံ့ဖြိုးမှုဆိုပြီးတော့အဲ့ဒီအဆင့်အနေနဲ့ကျမတို့ကတိုင်းတာနိုင်တယ်ပေါ့နော်အဲ့တော့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေတင်မှုဆိုင်ရာဖွံ့ဖြိုးမှုမိုင်းတိုင်းတွေစိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုမိုင်းတိုင်းတွေကိုအဲ့လိုမျိုးတို့ကကြော်ဖြတ်တဲ့အခါမှာတအုပ်နဲ့တအုပ်ကတော့ဖွံ့ဖြိုးတိုးတက်မှုနှုံးခြင်းကတော့မတူဘူးပေါ့နော်တချို့ကလေးတွေကကြတော့စောစောစီးစီးနဲ့ရတတ်ပင်မဲ့တချို့ကလေးတွေအတွက်ကတော့နောက်ကျမှရရှိတတ်တယ်အဲ့တော့ကလေးတအုပ်ဟာဆိုလို့ရှိရင်သူနဲ့တက်တူရွယ်တူကလေးတွေနဲ့ကွဲပြားခြားနားတဲ့အပြုအမူတွေရှိနေပြီ။နောက်ပြီးလို့ရှိရင်တခြားကလေးတွေအလွယ်တကူလုံနိုင်တဲ့အရာကို तू ကမလုံနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီကလေးရဲ့ဖြစ်စဉ်အခြေအနေမှန်ကိုစောလျင်စွာသိရှိအောင်လို့ကလေးရဲ့ဖွံ့ဖြိုးမှုဆိုင်ရာနှောင့်နှေးမှုကြောင့်လားဒါမှမဟုတ်လို့ရှိရင်မတန်ဆွမ်းမှုအခြေအနေကြောင့်လားဆိုတာကိုကြိုတင်ကာကွယ်ပြီးတော့เนาะသူတို့ကိုပြန်လဲကိုယ့်ရဲ့သားသမီးကိုပေါ့เนาะပြန်လဲပြီးတော့စမ်းစစ်ဖို့လိုအပ်ပါတယ်အဲ့တော့ကျမကအခုပေါ့เนาะကလေးတွေကိုငငယ်လေးကအဲ့လိုမျိုးတွေလေ့ကျင့်ပေးဖို့အတွက်ကိုဒါကြီးလာတဲ့အခါမှာကျမတို့ကကိုသားသမီးကိုကောင်းစေချင်လို့မရဘူးပေါ့เนาะအဲ့တော့သူတို့ရဲ့အစောဆုံးကာလဖြစ်တဲ့မွေးကင်းစကနေအသက်9နှစ်အထိလေ့ကျင့်ဖို့အတွက်ဒီချက်ကလေးတွေကိုဒေါက်တာတင်မောင်ထွေးဒေါက်ထွေးစေးမန့်ရဲ့ကလေးတငယ်ပြုစုပြောထောင်ရေးစာအုပ်ကနေပြီးတော့ကောက်နှုတ်ပြီးတင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီချက်ဆန္ဒပါ